ကိုရီးမီဆွေအားလုံးမင်္ဂလာပါပထမဆုံးအနေနဲ့ကိုရီးရဲ့ YouTube channel ကနေကိုရီးမီဆွေအားလုံးကြိုဆိုလိုက်ပါတယ်အဲ့ဒါကိုရီးဒီနေ့မှာပြောချင်တဲ့အကြောင်းအရာလေးတွေကဒါကြရက်ထနေတဲ့ဒီ Huawei smartphone ဒီလက်ဆောင်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်ဆက်အကြောင်းအရာလေးတွေကိုကိုရီးပြောပြပေးမှာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒါ MBA ကဒီလာပြောတဲ့ဂျိုသားနဲ့ဂျိုသားမှာပေါ့နော်ဘာတွေပြောထားလဲဒါကိုရီးဖွင့်ပြနားထောင်ကြည့်အဲ့တော့တစ်ချက်ချင်းကြီးကိုရီးထောက်ပြမယ်မဟုတ်ရင်ပြောပါတရုတ်နိုင်ငံကိုနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးဟုတ်ပြီနော်နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးဒီကြိုင်းတော့နော်ရောက်နေတယ်အတူရောင်သမ္မတမင်းအောင်လှိုင်ကိုအတူရောင်သမ္မတကနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးတွားလို့ရလားနိုင်ငံတော်အဆင့်နော်အဲ့တော့မြန်မာနိုင်ငံမှာဆိုနိုင်ငံတော်အဆင့်အခမ်းအနားဘယ်နှခုရှိလဲအဲ့ဒါတွေအရေးကြီးတယ်ဟုတ်လားဥပမာမျက်စိနဲ့မြင်အောင်ပြောမယ်ဆိုရင်ဒါ DSA အကြောင်းစင်းပွဲတွေဆိုနိုင်ငံတော်အဆင့်နိုင်ငံတော်အဆင့်နော်နိုင်ငံတော်အဆင့်နိုင်ငံရာဇင်တို့နိုင်ငံတော်အဆင့်တွေဆိုတာဒါနိုင်ငံကိုစားပြုတယ်အဲ့လိုနိုင်ငံကောင်းဆောင်နိုင်ငံတော်အဆင့်ခီးစဉ်ကနိုင်ငံတော်အဆင့်ခီးစဉ်လည်းပြောသေးတယ်အတူရောင်သမ္မတလည်းပြောတယ်အရှင်းတော်မညီဘူးစကားတွေနော်အဲ့တော့ပြီးပထားတွေလောင်နေကြတာပေါ့နော်လောင်နေကြတာစနထောင်ကြည့်တရုတ်သမ္မတရှီကျင်းဖျင်ကတရုတ်ရဲ့အထင်ကရမြပညာကုမ္ပဏီဖြစ်တဲ့ Huawei ထုတ်နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးကိုအမှတ်တရလက်ဆောင်အဖြစ်အထူးတလဲပေးရခဲ့ပါတယ်။အဲ့တော့ကိုရီးမီဆွေတွေလည်းဒါတချို့တော့ပြောကြဆိုကြတာရှိတယ်ပေါ့နော်။ဒါလူမှုကွန်ရက်မှာကိုရီးမီဟိုလီဒီကျော်ဖြစ်နေတဲ့အဲစမတ်ဖုန်းပေါ့။အဲ့တော့ပြောမယ်နိုင်ငံရဲ့လုံခြုံရေးလှုပ်ဝက်ချက်ပေါက်ကြခဲ့တာဒီလိုမျိုးစမတ်ဖုန်းလေးကဒီလိုမျိုးနိုင်ငံရဲ့လှုပ်ဝက်ချက်ပေါက်ကြားနိုင်တယ်အဲ့လိုအတိအမြင်မျိုးတာမန်ပြည်သူလူထုတာမန်ရသားမှာရှိတယ်ဆိုရင်ကိုတင်းတို့အုံနောက်တွေနဲ့ကိုတင်းတို့လိုအုံနောက်မျိုးတွေတာမန်ပြည်သူလူတာမန်အတွေးခေါ်မှာလားအဲ့လိုအတိအမြင်မျိုးရှိတယ်ဆိုရင်နိုင်ငံအုပ်ချုပ်တဲ့နိုင်ငံတော်အကြီးအကဲတွေနိုင်ငံခေါင်းဆောင်တွေနိုင်ငံရဲ့စစ်ဘက်ခေါင်းဆောင်တွေမသိဘူးများထင်လားမသိဘူးလို့ထင်လားမြန်မာနိုင်ငံမှာတာမန်လူတွေတိကျမရှိတဲ့အရာတွေအများကြီးရှိတယ်တာမန်လူတွေတွားလို့မရတဲ့အရာတွေအများကြီးရှိတယ်နိုင်ငံရဲ့အကြီးအကဲတွေလောက်ပဲတိကျမရှိတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါတွေဟုတ်လားမှန်လားမှန်ပြောနောက်တစ်ခုနောက်တစ်ခုစစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးကဥပမာ data တစ်ခုပဲ view အောင်မှုအဆင်မပြေပေါ့နော်အဲ့လို commander တွေပါလား Audi2 တို့ Mindel တို့ Telenor တို့နော် MPT တို့အဲ့လိုမျိုးဟာတွေနဲ့စစ်ဘက်ဆိုင်ရာကိစ္စတွေပြောဆိုတယ်ထင်လားခုလိုမျိုးဖြစ်ရောကော်နဲ့ဖန်လို့မရဘူးဟုတ်ပြီနော်ဒါစက်ဘက်ကြီးကဘယ်လောက်ထိရေးပါတယ်နိုင်ငံတစ်ခုမှာဆိုတော့ကိုရီးရှိမှလည်းပြောခဲ့ဘူးလေဂျာမနီစစ်ရှုံးရတဲ့အကြောင်းရင်းတွေမှာလည်းဒါဆက်သွယ်ရေးဂျာပြဖမ်းနားခေါင်ခံရတာတခုပဲအကြောင်းရင်းတစ်ခုပဲဂျာမနီစစ်ရှုံးရတဲ့အကြောင်းတရားတွေတခုကအကြောင်းတရားတွေတခုကဆက်သွယ်ရေးဂျာပြဖမ်းနားခေါင်ခံရလို့ဘယ်လောက်ထိရေးပါလဲအဲ့တော့အမေရိကန်တရုတ်ကလက်ဆောင်ပေးတဲ့ပစ္စည်းတွေကိုဘာလို့အမေရိကန်ကထားခဲ့လဲလေစိတ်မှာအမေရိကန်လိုနိုင်ငံမျိုးကြီးကဘာလို့ထားခဲ့တာလဲဘာလို့မယူရဲတာလဲအဲ့တော့ကိုတင်းရှိမှပြောခဲ့ဘူးရုရှားသမ္မတဗလိုင်ဒမီယာပူတင်ကနိုင်ငံတော်ခန္ဓာတစ်ခုမှာတရုတ်ကအမေရိကန်နဲ့ဘယ်နှစ်ရှေ့ကိုပြေးနေပြီလဲနော်ဘယ်နှစ်ရှေ့ကိုပြေးနေပြီလဲတရုတ်ရဲ့ဒုတက်မှုကိုအမေရိကန်ဘယ်တော့မှမရက်တတ်နိုင်ဘူးဆိုတော့ဘာဖြစ်လို့လဲဘာလို့ရက်တတ်မှာလဲဆိုကိုရင်းဒါရှိမှလည်းမကြသေးခင်ပြောတော့တယ်နော်ကမ္ဘာအဆင့်နဲ့ရှိတဲ့နိုင်ငံတွေကဒါပြိုလဲတာများတယ်ဂျပန်ပြိုလဲတယ်ဆိုဗီယက်ပြိုလဲတာပဲဘာလို့သူတို့ရှင်းလာမှတော့မလို့လားအဲ့တော့တရုတ်ရဲ့ဒုတက်မှုကိုလည်းအမေရိကန်ဘယ်တော့မှမထိန်းချုပ်နိုင်ဘူးအမေရိကန်နိုင်ငံတရုတ်နိုင်ငံနဲ့ဘယ်နှစ်နောက်ကျကြံနေခဲ့ပြီလဲဆိုတော့ရုရှားသမ္မတဗလိုင်ဒမီယာပူတင်ခဏတော့ခဏတစ်ခုမှပြောထားတာရှိတယ်။ဒါမှန်တရားပဲ။ဒီလိုခေတ် AI ဟဲ့မှာ AI မှာနော်ပြုတ်ကဘယ်လောက်ထိထင်းရတာလဲဘယ်လောက်ထိရှေ့ပြေးနေလဲ။ပြီးနောက်တစ်ခု drone ပေါ့ drone တနိုင်ငံလုံးတစ်ကမ္ဘာလုံး drone ထုတ်လုပ်မှုဒါရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင်ဘယ်နှရာခိုင်နှုန်းတရုတ်ကထင်းရတာလဲ။တရုတ်ကထုတ်လုပ်နေတာလဲ။တရုတ်ရဲ့တိုးတက်မှုနီးပညာပိုင်းဆိုင်ရာတွေကစားနော်အာကာသနီးပညာဆိုင်ပိုင်းဆိုင်ရာတွေတိုးတက်မှုတွေကြောက်ကမလေးလေးနိုင်ငံကြီးတွေကစားလို့ကြောက်လန့်နေတာအဲ့လိုကြောက်လန့်နေကြတယ်အဲ့တော့ရှိခဲ့ပါတယ်ဒါရုရှားမှာခိုလုံခဲ့တဲ့အမေရိကန်နိုင်ငံသားတယောက်နီးပညာမှာတယောက်ခုတယောက်ရှိတယ်အခုတည်းဘယ်လိုမှမင်းနေလို့အဲ့တော့ရုရှားမှာခိုလုံပြီးရုရှားနိုင်ငံသားခံစားရတဲ့တယောက်ရှိတယ်နော်ဒါလေးလာကြည့်ပါယင်းခေတ်အရင်ခေတ်ပါအဲ့အမေရိကန်နိုင်ငံကလည်းအမေရိကန်နိုင်ငံသားတွေသူ့နိုင်ငံရှိတဲ့နိုင်ငံသားတွေဒီစမတ်ဖုန်းတွေကနေဘယ်လိုစောင့်ကြည့်ဖို့ဘယ်လိုထိန်းချုပ်ဖို့ဆိုတာဒါအားတွေထုတ်ပေါ်ပြောကြခဲ့တာရှိတယ်နောက်တစ်ခုဂျာမနီရဲ့အဓိပတိနော်၎င်းရဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ဂျာမနီရဲ့အဓိပတိ
ဖုံးဘလို့စောင့်ကြည့်နေတယ်ဘလို့ကူးယူနေတယ်ဆိုတော့ဒါအမေရိကန်နိုင်ငံရပ်ဘက်ဖွဲ့စည်းတွေကချပြခဲ့တာရှိတယ်ဟာအဲ့လိုမှကမ္ဘာလုံးကလန့်သွားတယ်ဟာကိုယ်နဲ့မဟာမိတ်နိုင်ငံချင်းချင်းတော့မှဒီလိုသစ္စာမဲ့တဲ့လို့အမေရိကန်နိုင်ငံလောက်လာအဲ့ဒါဟာဝေးနဲ့ပတ်သက်ပြီးတော့အမေရိကန်ကခုနကခုတော့ဘန်းနေတော့တရုတ်ကနီးပညာအမေရိကန်တအားလန့်ဟာတရုတ်ကဘာဖြစ်နေညာဖြစ်တယ်တရုတ်နဲ့ကင်းတဲ့နိုင်ငံဘယ်နိုင်ငံရှိသေးပဲလက်ကျိုးရပြကြည့်ရင်ဘယ်လိုမျိုးဆိုရင်အဲ့တော့ကုန်သွယ်မှုပေါ့နှစ်နိုင်ငံကုန်သွယ်မှုနိုင်ငံတစ်ခုတိုးတက်ဖို့ဟာစီးပွားရေးရင်းနှီးမြှုပ်နှံမှုဘယ်လောက်ကြီးရေးပါလဲဆိုလေ့လာကြည့်ပါနော်နိုင်ငံတော်ထိန်းချုပ်နေတဲ့နိုင်ငံတော်အုပ်ချုပ်တဲ့အစိုးရဖွဲ့စည်းကထိန်းချုပ်နေတယ်ဆိုရင်အဲ့ဒါပြီးရင်ဒုတိယကစီးပွားရေးလုပ်ငန်းရှင်တွေပါနိုင်ငံရဲ့နောက်ကကြောတောင်းနောက်ကစီးပွားရေးလုပ်ငန်းရှင်တွေအဓိကကြပါပြီးရင်ပြည်လူတာမန်ရသားတွေပါအဆင့်နဲ့တွက်မယ်ဆိုရင်နိုင်ငံအုပ်ချုပ်တဲ့ကြီးကဲတွေဒါနိုင်ငံတော်အစိုးရဖွဲ့စည်းပြီးသွားရင်ဒုတိယကစီးပွားရေးလုပ်ငန်းရှင်တွေပါအဲ့လိုကြီးပါပါတယ်ဒါရင်းနှီးမြှုပ်နှံနိုင်ငံနဲ့ရင်းနှီးမြှုပ်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေမကင်းတဲ့လူဘယ်လိုမှရှိတယ်တရုတ်နဲ့မပတ်သက်တဲ့နိုင်ငံဘယ်နိုင်ငံရှိလဲပြကြည့်အဲ့တော့ဟာဝေးဖုန်းလက်ဆောင်ပေးလိုက်တယ်အဲ့တော့ဆက်ပြီးနောက်ဘာပြောရလဲဒါတော်ကရင်းမိတ်ဆွေတွေတော်တော်များကိုလိုတာမန်အုံနောက်အတွေးခေါ်နေကိုရင်းတို့တာမန်အုံနောက်အတွေးခေါ်နေတာမန်ပြည်လူတို့တော့ဒီလိုမျိုးအတွေးမျိုးတွေးတယ်ဆိုရင်နိုင်ငံတော်အုပ်ချုပ်တဲ့နိုင်ငံကောင်းဆောင်တွေနိုင်ငံဒါစစ်တပ်ကနိုင်ငံကာကွယ်ရေးကတက်မလို့အကြီးပိုင်းနေပို့ပြီးတော့မသိဘူးများတယ်လားကိုဒီမသိတဲ့အရာတွေသူတို့မအများကြီးသိတယ်ကိုရင်းရှိမှလည်းပြောလိုက်ပြီအဲ့ကြောင့်လည်းနော်ဆက်လက်ပြီးနောက်ကြည့်ဒီလိုလက်ဆောင်ရရခြင်းပါတယ်မင်းအောင်လိုင်ကအလုံးမင်းဝမ်းသာအားရဖြစ်ပြီးအခမ်းအနားမှာလည်းကိုယ်တိုင်ချက်ချင်းဘူးကုံကိုဖွင့်ပေါက်စမ်းသပ်ခဲ့တာကြောင့်လူအဲ့လက်ဆောင်ပေးတဲ့ဟာဝိစမတ်ဘုံကိုယ်တိုင်ဘူးကိုဖောက်ပြီးတော့ဖြတ်ထောက်လိုက်ပြဘာမှလဲရမ်းရှိတာအမုန်းတရားတွေမြန်မာနိုင်ငံလူပိန်းတားကြိုက်အဲ့တော့လက်ဆောင်ပြီးတယ်ဆိုတာဒါနှစ်နိုင်ငံခေါင်းဆောင်တွေပေါ့ဒီဟာဝိနောက်ဆုံးမှာစမတ်ဖုန်းနိုင်ငံခေါင်းဆောင်တွေတွေ့ဆုံမှုမှာဒါအသုံးပြုနေတယ်ဆိုတော့မှတ်တမ်း record တစ်ခုယူတာနိုင်ငံတော်အကြီးအကဲခေါင်းဆောင်တွေရောက်လေမြန်မာနိုင်ငံသမ္မတနဲ့တရုတ်နိုင်ငံသမ္မတနှစ်ယောက်အဲ့ဒါနိုင်ငံတော်ကြီးကဲတွေနိုင်ငံတော်သမ္မတကြီးပါဝင်နိုင်ငံတော်ကြီးကဲတွေဌာနဆိုင်ရာကြီးကဲတွေပြီးရတဲ့ခါကျရင်မြန်မာနိုင်ငံစီးပွားရေးပညာရှင်တွေတွားတဲ့ခီးစဉ်မှာလက်ဆောင်ပေးတာတော့အကုန်ပြီးရတယ်ဒါမဲ့ record အထောက်အထားမှတ်တမ်းကနိုင်ငံတစ်နိုင်ငံခေါင်းဆောင်နှစ်ယောက်အဲ့တော့ဘလူမျိုးလေပြီးဘလူမျိုးအဲ့ဒါဟိုဒီ MP ရကောင်မကိုကိုရင်တက်မှလည်းပြောရတယ်ဒါ Forkin Lord ကားတဲ့အလုပ်ကိုပြောင်းလိုက်အဲ့တော့ဂုံတိကရှိအောင်အဲ့လောက်ဒီအော်ဒါမကြောက် Forkin Lord ကားတဲ့အလုပ်ကမှလေဂုံတိကရှိသေးပါပဲလေစံပေးပြီးတော့စီယူလားနော်စနတော်ကြီးပြောစရာဖြစ်နေပါတယ်ပုံမှန်ဆိုရင်နိုင်ငံခေါင်းဆောင်အချင်းချင်းပေးတဲ့လက်ဆောင်တွေကိုဘေးကအရာရှိတွေကတင်စီပေးလေရှိပေမဲ့မင်းအောင်လိုင်ကတော့ကလေးငယ်တယောက်ကလက်ဆောင်ရတယ်လို့မျိုးစိတ်လှုပ်ရှားစွာနဲ့ဖုန်းဘူးကိုကိုယ်တိုင်လိဖြတ်ဖွင့်ခဲ့တာပါအဲ့ဒီနောက်အဲ့ဒီထောက်တာအဲ့ဒီဗီဒီယိုမှတ်တမ်းရှိလားတွေ့လားမြင်လားနိုင်ငံခေါင်းဆောင်တယောက်ကဖုန်းကိုကိုယ်တိုင်ဖောက်ကြတယ်ဆိုတော့ရှိလို့လားနောက်တစ်ခုကလေကိုရင်းမြန်မာနိုင်ငံခေါင်းဆောင်တွေရောနိုင်ငံအုပ်ချုပ်ခေါင်းဆောင်တွေပြီးရတဲ့ခါကျရင်ခြားနိုင်ငံခေါင်းဆောင်တွေဖုန်းသုံးတာတွေ့ဘူးလားဖုန်းကန်တာတွေ့ဘူးလားရှိတယ်ရှားတယ်ခဏတာကန်ရတာအများကြီးရှိမှခဏတာကန်ရတာဒီလိုမျိုးကိုလိုမျိုးဒီ software တွေဆိုတာလေ software တွေဆိုတာ data တွေပဲ software တွေဆိုတာ data တွေလိုချင်တဲ့ကောက်ယူလာလို့ရတယ်မြန်မာနိုင်ငံသားတယောက်ကနေရောနိုင်ငံအရေးကြီးတဲ့နေရာတစ်ခုမှာတပုံရလိုက်ပြီးတော့လူမှုကွန်ရက်တင်လိုက်တဲ့အခါကျရင်ဟာနိုင်ငံဒီ software ထုတ်ထုတ်လာတဲ့နိုင်ငံတွေကနေပြီးတော့စောင့်ကြည့်ကြအဲ့ဒီဖုန်းတွေဆိုတာလေသူတို့ကထောက်လိုင်းရေးပစ္စည်းတွေပဲမြန်မာနိုင်ငံသားတွေကဘာမှသုံးယူနေရတဲ့အားလုံးဖုန်းတွေအားတော့မျိုးလုံးတွေပဲထောက်ကြည့်နေရ CCTV တွေပဲနော်လိုချင်ကိုရီးယား data ချက်လိုက်သူတို့ယူလို့ရတယ်ဟုတ်ပြီနော်စနတော်ကြီးပုံကိုလက်ထဲကင်ပြီးကင်မရာစနစ်တွေဒီပညာပိုင်းဆိုင်ရာထူးခြားချက်တွေကိုမျက်နှာအပြုံးမပြတ်ပဲစိတ်ဝင်စားနေတကူးတကစမ်းသပ်ကြည့်ရှုနေကြတာဖြစ်ပါတယ်အဲ့တရုတ်သမ္မတနဲ့မြန်မာနိုင်ငံသမ္မတဒါနော်ပြုံးဝရှိနေတယ်ဝန်ကြီးဆိုနောက်ကနေတော့ပြီးနေဝန်ကြီးဆိုလေထွက်လာတာအခမ်းအနားတစ်ခုမှထွက်လာတာဝန်ကြီးရဲ့နောက်မှာပါလာတယ်နော်ဒီပေါ်မှာကဘယ်မှာကမြန်မာနိုင်ငံသမ္မတညာဘက်မှာကဒါတရုတ်သမ္မတဒီနောက်မှာကဒါစကပြန်နေနော်ကိုရတော်တွေရောစကပြန်တွေရောနောက်မှာဝန်ကြီးဆိုတော့အဖြစ်နဲ့ရှေ့မှာခေါင်းဆောင်တွေကပြုံးဝရှိနေတယ်ထွက်လာကိုလေးဆိုဝန်ကြီးကိုကြည့်ပြီးသဘောကျတယ်
အဲ့တော့သူတို့လောင်နေကြတာနော်အဲ့တော့ပြည်ပြင်းရင်းစစ်ပြေးတွေဒါနီပိန်းတစ်တိုက်ဝေယံမီဒီယာတွေဒါသမရကြီးတရုတ်သွားခီးနေပတ်သက်ပြီးလောင်ကြတာစနတော်ကြီး တရုတ်သမ္မတရှီကျင်းဖျင်ကတမယိုးကြရှေ့ဟောင်းကျွေတဲ့ဒါမှမဟုတ်ပိုးထည်ပကြီးကားတွေအစားဒီပညာမြေစမတ်ဖုန်းကိုရေးချယ်လက်ဆောင်ပေးတာဟာနိုင်ငံရေးအရာအကွက်ချထားတဲ့ message တစ်ခုပေးလိုက်တာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Huawei ကုမ္ပဏီဟာအမေရိကန်နဲ့အနောက်အုပ်စုရဲ့အပြင်းထန်ပိတ်ဆို့အရေးယူမှုတွေကိုခံထားရတဲ့တရုတ်ရဲ့အမျိုးသားကုန်ဆောင်ကုမ္ပဏီဖြစ်လို့ပါပဲ။အနောက်အဲ့တော့လက်ဆောင်ပေးလိုက်ပြီအဲ့ဒါကိုသုံးမဖြစ်တာလေဟုတ်ပြီလားအဲ့တော့ဒါမော်နိုင်ငံရဲ့ခေါင်းဆောင်နော်ကိုတို့နိုင်ငံတော်သမ္မတကြီးပြောခဲ့တယ်အနောက်နိုင်ငံတွေလက်ထဲကိုနိုင်ငံမကြောက်ရောက်ပြီလက်မတင်လေးကယ်တင်နိုင်ခဲ့တယ်ဆိုတော့အကြောင်းပဲပြောတာမဟုတ်ဘူးအဲ့စကလုံးကြီးကြီးရတော့ဒါအိုက်စင်သားကြီးနိုင်ငံတော်လူ့ဝက်ချက်ပေါက်ကြားမှုဆိုတော့ဘာလဲနိုင်ငံတော်လူ့ဝက်ချက်ပေါက်ကြားမှုဆိုတော့တာမန်အရသားတွေတီးခွင့်ရှိတယ်အဲ့ဒီအကြောင်းအရာလေးပဲပြောပါတာနိုင်ငံတော်လူ့ဝက်ချက်ပေါက်ကြားမှုဆိုတော့အဲ့တော့နောက်နိုင်ငံတွေစီးပွားရေးပညာရှင်တွေဆိုပြီးတော့နိုင်ငံရဲ့ data တွေအကုန်ဟုတ်ပြီလားပြီးပြင်းရင်းလေးစစ်ပြေးနော်စစ်ပြေးတွေဆိုတော့သူတို့ထမ်းဆောင်မှုရဲ့နေရာသူတို့သိရှိတဲ့လောက်တွေကိုအကုန်ချပြနေတာပဲဝင်ရမ်းမြေတွေအစအရင်တော့ NLD ဆိုရလက်ထက်မှာဒါတောင်းယူခဲ့မှုတဲ့လူတွေအစရှုပ်ဝင်ရမ်းပြေးသွားကြတော့လူနည်းစုပေါ့နော်ကျန်ခဲ့မြန်မာနိုင်ငံထဲမှာကျန်ခဲ့တာအများကြီးပေါ့လူမျိုးပြေးသွားကြတယ်သူတို့သိသိများတယ်အားလုံးစီဆိုရက်ဘက်လောက်အောင်လို့ချပြနေတာနိုင်ငံတော်လှုပ်ဝက်ချက်ပေါ့ခေါ်ပြနေတာပဲနိုင်ငံရဲ့လှုပ်ဝက်ချက်ကိုခေါ်ပြနေတယ်နိုင်ငံလုံးဟိုဒူးထောက်နေအောင်လုပ်နေတာပဲလေနိုင်ငံအသက်သွေးကြောဟုတ်လားနိုင်ငံတော်သစ္စာဖောက်နေကြတာလေအဲ့ဒါဒီလက်ဆောင်ကြီးယူလာတယ်ဒါအသုံးပြုတာမျိုးလားကိုယ်တွေပွားမှုတွေဟုတ်ပြီလားတာမန်အယက်သားသူတို့လိုလူမျိုးတွေဒီရိုင်းနှန်းချင်းတွေပုတ်ချစော်ကားချင်းတွေပြောတဲ့လူအောင်ဒီလိုအတွင်းမျိုးရှိတယ်ဆိုနိုင်ငံအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေဆိုဒီတက်ပုံမတွေ့နိုင်ဘူးလားဘာလို့ကိုယ်တွေမသိတဲ့အရာတွေသူတို့အများကြီးသိရလေပြီးတော့ကိုလေးရှိမှပြောခဲ့ပဲနောက်တက်မလို့ကစစ်ပတ်ဆိုင်ရာခေါင်းဆောင်တွေက MD တို့ OID တို့တိန်တို့ Mindday တို့အဲ့ဒါတုံးနေတယ်မလား MD တို့လေအဲ့လိုဟာမျိုးတုံးနေတယ်လားပုဂ္ဂိုလ်ကြီးကိုယ့်ရဲ့ personal ပုဂ္ဂိုလ်ကြီးကဒီလိုစိတ်ကြိတ်ထိတ်တုံးလိမ့်မယ်စစ်ပတ်ဆိုင်ရာကိစ္စကြီးမှာအဲ့ဒါမတုံးနောက်စစ်တပ်တိုင်းချိုးပဲဟေးအေးများပြည်သူလူသုံးဆွဲတဲ့စစ်တပ်တိုင်းချိုးရေးရလို့စစ်တပ်ကစစ်တပ်ကြီးပြကြတာဟောဘူးလေးလာကြီးမဟုတ်ဘူးပြောစစ်တပ်ဆိုအဖွဲ့ကြီးကိုပိုင်စစ်တပ်နေရက်တည်တာနော်စနတော်ကြီးအိုဆိုကဘလောက်ပဲပဲအခုလိုကမ္ဘာအဆင့်မီနောက်ဆုံးပေါ်ဤပညာတွေကိုသူတို့ဘာသာထုတ်လုပ်နိုင်နေသေးပဲဆိုတော့တရုတ်ရဲ့ဤပညာဆိုင်ရာအမျိုးသားရေးဝါဒကိုကမ္ဘာတိပြကျင်တဲ့သဘောလေးဖြစ်ပါတယ်တရုတ်ရဲ့ဤပညာထူးခြားမှုကအမေရိကန်တော့ကြောက်လန့်ပြီးမယူရရဲလို့စဉ်းစားအမေရိကန်တော့နိုင်ငံမျိုးတော့ကြောက်လန့်ပြီးမယူရရဲလို့စဉ်းစားကြည့်နော်ဖုန်းကြီးအစဟုတ်လားတရုတ်နိုင်ငံဘာမှခီးစင်မှာအကုန်ပြောင်းပြီးသုံးရတယ်တရုတ်အဲ့လိုဂရိရှိမှာပြောရုရှားသမ္မတပြောတော့ပြီးသားကျုံးနိုင်ငံအမေရိကန်နိုင်ငံဗဒနိုင်ငံကျော်ဘယ်လောက်ကျော်နေဘယ်နှစ်နှစ်နောက်ကျနေပြီလေပြောထားပြီးသားတရုတ်နိုင်ငံအမေရိကန်နိုင်ငံနဲ့ဘယ်နှစ်နှစ်နောက်ကျနေကြလို့ဆိုတော့အဲ့ဒါအမှန်တရားပဲလိလာကြည့်တရုတ်ကရှေ့ကိုပြေးနေပြီဟုတ်ပြီနော်အဲ့ဒါကြောင့်လေဒီကောင်တို့ကြောက်လန့်ပြီ TikTok ဆိုလေ TikTok CEO ကိုခေါ်ပြီးတော့တရားစွဲတဲ့ဘာတွေရတာစော်ဝဲတွေကလည်းလူချင်း data ပဲတာမန်ပြည်လူရှိရ data တွေမြန်မာနိုင်ငံသားအကြောင်းသိချင်မြန်မာနိုင်ငံပြည်လူရှိရ data တွေလိုချင်နေဆိုရင်ဒါကိုရင်း Facebook မသုံးရတဲ့အကြောင်း Facebook ကိုမသုံးတော့တာကြာပြီဒီခိုင်းပြီးနေရေးကင်းကိစ္စတွေကတချို့တော့ data တွေက Facebook ကနေပြီးတော့မိကန်ပေးတာအဲ့ data ချက်လေးနဲ့လာတာမြေပြင်အမှန်တပရိမှန်လည်းတော့မသိဘူးလူမှုကွန်ရက်တင်လိုက်ကြတယ်ဟာကိုရီးယားတော့ဘယ်နေရာတစ်ခုရောက်နေပါတယ်ဒါပေမဲ့နောက်ကကိုရီးယားနောက်မှာပေါ်နေတာနိုင်ငံလှုပ်ဝက်အရာတစ်ခုဆိုရင်တော့လူချင်းတွေကောက်ပြီးတော့ယူထားလိုက်ရုံပဲလေဒီ software တွေဒီ smartphone တွေဆိုတာအကုန်လုံး data တွေပဲလို့ချင်းဟုတ်ပြီလားအဲ့တော့အစည်းအဝေးခမ်းမှာအစည်းအဝေးပြုနိုင်ငံတော်အဆင့်အစည်းအဝေးတွေအစားကျင်းပပြုလို့ဆိုဖုန်းတွေပါလူယူတိုင်းယူသွားလို့ရတယ်ထင်လားဝင်နေဝင်ထွက်နေထွက်လို့ရတယ်ထင်လားအဲ့တော့နောက်တစ်ခုကကြောက်ပါလဲဆိုတော့တရုတ်တို့ရုရှားတို့ဆိုဘာနိုင်ငံတွေလဲဒါပြည်ဝင်းမရှိပြီဆိုလေကုလသမဂ္ဂနဲ့ပြဿနာမချကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင်နိုင်ငံ9နိုင်ငံတွေကနှစ်နိုင်ငံတရုတ်နဲ့ရုရှားလေဟုတ်လားအဲ့တော့ဗီဒီယိုအားနဲ့သုံးပြီးပယ်ချလို့ရတဲ့နိုင်ငံကြီးတွေစူပါဘောနိုင်ငံကြီးတွေ
ကျော်နိုင်ငံကြီးတွေပြည်တော်နဲ့သုံးပြီးပဲချလို့ရတယ်အဲ့တော့မျက်စိနဲ့မြင်အောင်ပြောရမယ်ဆိုဒါအစ္စရေးကဂါဇာမှာလူမဆန်တာလောက်တာချလူမဆန်တာချတာအစ္စရေးလူမဆန်တာချအဲ့ဒါကိုကုလသမဂ္ဂအဖွဲ့ဝင်ကုလသမဂ္ဂတွေမှာနော်ကျန်းနိုင်ငံတွေအားလုံးကဒါကြီးကလူမဆန်ဘူးဆိုပြီးတော့အကုန်လုံးထောက်ခံတယ်မီဒီယာနိုင်ငံတနိုင်ငံထပြီးတော့ကန်ထပြီးမတည့်ရပြီးကတ်ပတ်လိုက်တာလေဒုံးပယ်ချပြီးသားအဲ့တော့ R2B တိုင်ဝင်လာပြီး UN တက်ကြီးဝင်လာပြီးငွေနိုင်ဝင်လို့မရဘူးအဲ့ဒီ9နိုင်ငံတွေကတနိုင်ငံထပြီးတော့ဒုံးဆိုထပြီးငါလက်သိမခံအောင်မဝင်နဲ့လုံးဝမထောက်ခံအောင်ဆိုရင်တနိုင်ငံထပ်ကန့်ကွက်လိုက်တာလေတော့တာပဲဟာအဲ့တော့ R2B တိုင်ဝင်လာတဲ့ UN တက်ကြီးဝင်လာပြီးရုံတာပဲအဲ့တော့ကိုလည်းပြောတယ်ကိုတော့ရည်အဲ့တော့ R2B တိုင်ဝင်လာတဲ့ UN တက်ကြီးဝင်လာပြီးဆိုဒီမှာတော့ပြောတော့ရှိတယ်အဲ့လိုပါဝါရှိတဲ့နိုင်ငံ9နိုင်ငံတွေကတရုတ်နဲ့ရုရှားကမြန်မာနဲ့လုံးဝမမိတ်ဟုတ်ပြီနော်အဲ့တော့၎င်းတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနော်နေတိုးဖွဲ့ဝင်နိုင်ငံတွေကကျူးလွန်ခဲ့ရာဇဝတ်မှုတွေဟာလားဘာလို့မင်းတို့ကဒါမတရားဘူးဒီငါတို့ဘာဖြစ်မယ်ဒါကုလမကတက်ပြီးပို့မယ်အဲ့တနိုင်ငံနဲ့ထပြီးတော့ခုနဒိုဘီလာနဲ့3ပြစ်ချလို့ရတယ်ဗီဒီယိုနဲ့3ပြစ်ချလို့ရနိုင်ငံထပြီးကန့်ကွက်လိုက်တယ်ဒုံးဆိုမြောင်းလိုက်ပဲဟုတ်နော်ရှေ့မှာသူအစ္စရေးကြီးနော်အစ္စရေးကြီးဂါဇာမှာကြည့်လိုက်ဘယ်လောက်တရားဖို့ကောင်းလဲအကုန်ဂါဇာမှာကူပြည်လူနေထိုင်နေတာရှူတိုင်းဝုန်းတိုင်းလုံးကြီးကြလာဒါပဲကဘာကြီးမှာအဲ့ဒါတရားတယ်ကဘာကြီးမှာအဲ့ဒါတရားအဲ့တော့အမေရိကန်နိုင်ငံဘယ်ပါတီဘယ်အစိုးရတဲ့အစ္စရေးကိုမလန့်ရဲဘူးအစ္စရေးကကောင်းကောင်းထောက်ခံမယ်ပြီးလော်ဘီတွေကောင်းကောင်းမွေးလာတာအစ္စရေးကဒေါ်လာတန်ပေါင်းများစွာပုံရခံပြီးတော့ဘယ်အစိုးရပဲတွေ့တာတလားအစ္စရေးနဲ့လုံးဝအဆင်ပြေတယ်အစ္စရေးနိုင်ငံဒါချမ်းသာအဲ့တော့အချင်းချင်းနေနဲ့ပြောရမယ်ဆိုရင်ဒီ Huawei smartphone ပြီးတဲ့ကိစ္စဒါ PUMC ပြည်တွေဒါပြီးရင်ဝေယံမီဒီယာတွေဒါနေပင်းတိုက်နိုင်ငံတော်သမ္မတကြီးအိန္ဒိယရုရှားတရုတ်ဘာတွေခီးစင်နဲ့ပတ်သက်ပြီးလောင်ရတာမြင်လို့မကောင်းအဲ့တော့ဒီ smartphone Huawei ဖုန်းပြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တချို့တော့ဒီလိုတာမန်ပြည်သူလူထုနဲ့ကိုတဲ့တို့အုံနောက်ရှိတဲ့ကိုတဲ့တို့အတွေ့အသိဉာဏ်နဲ့တာမန်ပြည်သူလူထုရသားတွေတော့ဒီလိုလုံခြုံရေးအသိမျိုးရှိတယ်ဆိုရင်နိုင်ငံကာကွယ်တဲ့နိုင်ငံတော်ကြီးကြီးတွေနိုင်ငံရဲ့စစ်ဘက်ဆိုင်ရာကောင်းဆောင်ဒီတက်ပုံမသိနိုင်ဘူးလားစဉ်းစားကြည့်ကိုရင်းနဲ့ဒါလေးတော့ပြောချင်တယ်ဘယ်အကြောင်းအရာမဆိုလေ့လာကြည့်ပါဒီနေ့ခေတ်မှာနီးပညာရာစစ်တိုက်နေတာပဲနီးပညာရာစစ်တိုက်နေတာပဲနော်တာမန်လူတွေသိခွင့်မရှိတဲ့ຢာတွေနိုင်ငံတော်ကြီးကြီးတွေသိရလေကိုရင်းမသိတဲ့ຢာတွေသူနဲ့ဒီနိုင်ငံမှာသူတို့သိတယ်အများကြီးသူတို့တောင်းရှိနိုင်ငံတွေအများကြီးအများကြီးကိုတာမန်လူတွေတာမန်ရတာတွေတာမန်လူတွေတောင်းလို့မရအောင်အဲ့လိုမျိုးကောင်းဆောင်တွေမျိုးဒီတက်ပုံမသိသေးဘူးလားဒီလိုအတွေးမြင်မျိုးဒီတက်ပုံမရှိဘူးထင်လားစဉ်းစားကြည့်ဟုတ်နော်ကိုရင်းနဲ့အဲ့ဒါလေးပြောကြည့်ပါလေဒါကိုဘယ်နေ့မှာ Huawei smartphone ပြီးတဲ့ကိစ္စတွေနောက်တစ်ခုကကျတော့ PUMC ပြည်တွေဒါတရုတ်နိုင်ငံသွားတဲ့ခီးစင်းနဲ့ပတ်သက်ပြီးလောင်နေကြတာဒါမြင်လို့မကောင်းဟာတရုတ်ကရောင်းစားပြီးဘာညာတရကပြောတာနှစ်နိုင်ငံအကျိုးစီးပွားဘယ်လောက်ထိရေးပါလဲနိုင်ငံတစ်ခုနိုင်ငံကိုတိုးတက်ချင်တာဇွတ်တိုးတက်ချင်တာမျက်စိတစ်ထက်မြင်အောင်ပြောရမယ်မိကန်သမ္မတရုရှားကိုလာတယ်တရုတ်ကိုလာတယ်နော်တရုတ်ကိုလာတယ်စီးပွားရေးသမားတွေခေါ်ကြတာတပုံပြီးဟုတ်လားစီးပွားရေးသမားတွေခေါ်ကြတာတပုံပြီးအဲ့ဒါဆိုမြန်မာနိုင်ငံမှာအဲ့စီးပွားရေးသမားတွေဘယ်လိုခေါ်ခရိုနီတွေဘာဖြစ်လဲညာဖြစ်လဲခေါ်မှာပေါ့ဟုတ်ပြီလားနိုင်ငံကုန်သွယ်မှုဘယ်လောက်ရေးပါလဲနိုင်ငံတစ်ခုတိုးတက်ဖို့ဆိုတာနိုင်ငံကုန်သွယ်မှုတွေကဘယ်လောက်ရေးပါလဲရင်းနှီးမြှုပ်နှံမှုတွေနိုင်ငံတစ်ခုရဲ့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လောက်ရေးပါလဲဆိုလေ့လာကြည့်ပါနိုင်ငံကြီးကအုံဖွတ်ဆိုပြီးတော့နော်ဟိုနိုင်ကနေကုန်ကြသလိုဇွတ်တိုးချင်လို့မရအောင်ဒီမိုကရေစီဆိုပြီးဇွတ်တိုးချင်လို့မရအောင်ကောင်းမှဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်မှတိုးတက်တာမဟုတ်ဘူးကောင်းမှအုပ်ချုပ်မှုပုံစံနိုင်ငံတစ်ခုအုပ်ချုပ်မှုပုံစံမျိုးရှိပြတယ်အဲ့ဒါဒီမိုကရေစီအုပ်ချုပ်တဲ့စနစ်ကြောင့်အနည်းစုပဲရှိပါသေးတယ်ကိုအာရှဆီယံတွင်းမှာလည်းဒီမိုကရေစီနဲ့စနစ်နဲ့မအုပ်ချုပ်ပဲတိုးတက်တဲ့နိုင်ငံတပုံရှိပါတယ်အဲ့လေးလာကြည့်ပါအဲ့ဒါလေးကိုလည်းနည်းနည်းပြောချင်ပါတယ်ဗောနော်